အားလုံးပဲမင်္ဂလာပါကျွန်တော်တို့သက်ရှူဖို့ RCJ အကြောင်းကိုပြောရရင်သက်တော်ကြီးတွေနဲ့သက်ဖယ်ကြီးတွေကိုပဲတင်းမြင့်ထားကြပါလေဒါပေမဲ့ကျွန်တော်တို့နေ့တိုင်းသွားနေတဲ့အရှိကပြည့်ခက်တီတွေကရောကျွန်တော်တို့တွေဘယ်လောက်ရေးပါလဲဆိုတာစဉ်းစားဖို့ပါသလားတကယ်တော့မြေပယ်လေးတွေဟာကဘာကြီးရဲ့ RCJ ထုတ်လို့ရမှာတက်ရှိသွားတဲ့အကြီးကျယ်ကူညီပေးနေတဲ့ RCJ စိတ်ရုပ်လေးတွေဖြစ်နေပါတယ်ဒါပေမဲ့အော်စရာကိုက်ကနတစ်ခုကိုတည်တည်ပါရပါစေကဘာမြေမျက်နှာတည်းရဲ့26ရာခိုင်နှုန်းတနည်းအားဖြင့်၄ဘတ်တပုတ်ကျော်ဟာမြေခက်တီတွေနဲ့ဖော်လာထားတာပါဒါကိုကိုက်ကနတစ်ခုနဲ့တွဲချက်ကြည့်မယ်ဆိုရင်လူတယောက်ဟာတနေ့ကိုအောက်ဆီဂျင်950လီတာခန့်လိုအပ်ပါတယ်။ပုံပြီးမြေသားအောင်ပြောရရင်ပေ90ပတ်လည်စတူရပေ2500စီးတဲ့မြက်ခဲတည်းတစ်ခုဟာလူ၄ယောက်အတွက်တော့လုံလောက်တဲ့အောက်ဆီဂျင်ကိုထုတ်ပေးနိုင်ပါတယ်။ဒါဟာနဲတဲ့ပမာဏမဟုတ်ပါဘူး။ဒါကိုကြည့်ရင်သဲအရှိကတာမာမြက်ခဲတည်းလေးဟာတိတ်မိသားစုပဲအားလုံးရဲ့သဲရှိဖို့အတွက်လိုအပ်တဲ့အလေထုကိုအခေါ်မဲ့ထုတ်ပေးနေတဲ့စိတ်အုပ်ကြီးတစ်ခုဆိုတာထည့်ရှားပါတယ်။ကော်ပေါ်ဆုပ်မှုစအားကိုတွဲချက်ကြည့်မယ်ဆိုရင်မြက်ခဲတည်းကဟာတနေ့ကိုကော်ပေါ်တဲ့အောက်ဆိုင်နဲ့တန်ကောင်းနေ3ဓာတ်ထိစုပ်ယူတိုးလာနိုင်ပါတယ်။ဒါဟာကာတစီမိုင်ပေါင်း9000ခန့်ကြီးစစ်တောင်ကျော်မောင်းနေလို့ထွက်လာတဲ့မိခုံးဝတ်တွေကိုပြန်လည်ပြီးသက်ဆက်ပေးနေတဲ့ပမာဏနဲ့ညီတည်ရပါတယ်။ကျွန်တော်တို့ကောင်းမလို့ထွက်လာတဲ့ကောက်ပေါ်တွေကိုမြစ်ခေတီတွေကတက်ရှိစွာနဲ့စစ်ထုတ်ပေးနေတာပါ။ဒါကြောင့်မြစ်ခေတွေဟာကဘာကြီးပူနွေးမှုကိုတိုက်ဖြစ်ရမှာအရေးပါရာဆိုနေရမှာရှိနေပါတယ်။နွေရာသီမှာမြစ်ခေရဲ့ပူချေရာကိုကလက်လန်းထဲ3ချက်တွေကိုလေဖားလေဟိုက်ထိပိုပြီးတော့အင်းမြတ်ပါတယ်။မြစ်ခေတွေဟာတနေ့ကိုဖုံမုံနဲ့အညစ်ကြေးတိုက်ချိန်ပေါင်း12သားချုပ်ကိုလေထုကနေဖားယူပေးနေပါတယ်။ဒါကြောင့်မြို့ပြတွေမှာမြစ်ခေတွေနေများရှိလေမြို့ပြရဲ့ပူချေကိုဆွတ်ချနိုင်လို့ဖြစ်ပါတယ်။မြစ်ခေတွေဟာဖုံမိုးတွေကိုစစ်ထုတ်ပေးတဲ့အတွက်ကျွန်တော်တို့ရဲ့အစိုးရကြမှာရုပ်ကိုလည်းတော်ဝက်ပြီးကောက်ွယ်ပေးနေတာပါ။နောက်ဆုံးနှိကုတ်ချုပ်ပြောမယ်ဆိုရင်ကိန်းကနတွေရကြည့်မယ်ဆိုရင်မြစ်ပယ်လူတွေဟာသိငယ်ပေမဲ့သူတို့ပေးတဲ့အကျိုးကျေးဇူးကတော့အေရောမကြီးဖြစ်ပါတယ်။ကျွန်တော်တို့အသက်ရှင်နေတဲ့လေထုရဲ့အစိတ်ပိုက်တော်တော်များများကိုသူတို့ရှိကလာတာပါ။ဒါကြောင့်တော်ဘောပေါင်းဝကျကိုထည့်သိမ်းဖို့ဆိုတာတိတ်ပဲကြီးတွေစိုက်ရုံတင်မဟုတ်ပဲမြစ်ခေတွေကိုပါတန်ဖိုးထားဖို့လိုအပ်ပါတယ်။ကျွန်တော် channel မှာယူပါပေးတဲ့ကြောင်းတွေ2026ရဲ့သိပ္ပံဆောင်မအသစ်တွေကိုမတော်ပြိုင်ပြီးတော့တင်ဆက်ပေးနေတဲ့ channel ကူးဖြစ်ပါတယ်ကျွန်တော် channel ကိုသဘောကျရင် subscribe လုပ်ပေးထားဖို့တောင်းဆိုပါတယ်ဗျနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ရအောင်